Hi guys, welcome to my China trip vlog. ဒီနေ့ကတော့ day 4 memory vlog လေးပဲဖြစ်ပါတယ်။အခုရောက်နေတဲ့နေရာတွေကတော့ National Forest Park လို့ခေါ်တဲ့ဒီ Avatar Mountain ရှိတဲ့နေရာကိုရောက်နေရပါ။ဒီ Avatar ရုပ်ရှင်ကားထဲမှာပါတဲ့ဒီတောင်တန်းတွေကို inspire ယူထားတဲ့နေရာပေါ့နော်။အခုစီမှာနာမည်ကြီးရဲ့ Luckin Coffee Shop ကလည်းမာချာလေးဝင်တောက်ခဲ့ပါတယ်။ဒါကတော့ tour group နဲ့အမှတ်တရရိုက်ထားတာပေါ့နော်ဒါအခုသွားလဲပတ်မဲ့နေရလေးပါဒီစဉ်တောက်လျှောက်မှာတရက်သေးတာ makeup fully on ထားတဲ့ရက်ကလေးမို့လို့ပဲများပြီးတော့ special ဓာတ်ပုံတွေရိုက်ထားပါတယ်ဓာတ်ပုံရိုက်လို့ရှင်လဲအရန်လှတဲ့နေရာလေးတစ်ခုပေါ့နော်ဒီတောင်ပေါ်မှာတွိုက်ရိုက်ထားတာပါဒါကတော့ဒီမြောင်လူမျိုးတွေရဲ့ဝတ်စုံဆိုပြီးတော့သူတို့ပြောတယ်ပေါ့နော်ဒီဟာလေးတွေကတော့တောင်ပေါ်မတက်ခင်အောက်မှာအမှတ်တရလေးပေါ့ဒါကတော့ဒီ outside elevator စီးပြီးတော့တောင်ပေါ်တက်တာပေါ့နော်ဒီဟာကတော့ဒီ elevator ထဲကနေမြင်ရတဲ့ view လေးကိုရိုက်ပြထားတာဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကတော့ဒီကြောက်တောင်တွေအကုန်လုံးကတင်မတ်တက်ရက်နေတဲ့ကြောက်တောင်လေးလို့ပြောရမှာပေါ့နော်သူကဒီမျက်နှာပြင်တွေကလေတိုက်စားပြီးတော့တဘာဝအလျောက်ဖြစ်နေတော့ဒီကြောက်တိုင်ဒီကြောက်သားတွေကတော့မတ်တက်စင်းလို့ဖြစ်နေတာပေါ့ဒီဟာလေးဒီမြေပြင်မွားနေကြည့်မယ်ဆိုလို့ရှိရင်မတ်တက်ရက်နေတယ်လို့ပုံစံလေးဖြစ်နေရဲ့အဲ့လိုနှင်းနေကြတယ်မြူတွေဖုံးတဲ့ရက်ဆိုလို့ရှိရင်လေဒီတောင်တွေကကြည့်မယ်ဆိုလို့ရှိရင်ကောင်းကင်ဘုံကနေပြီးတော့ဒီပြန်နေရတယ်လို့ feeling မျိုးတော့ရတယ်လို့ပြောကြတယ်မကိုတွေသွားတဲ့ရက်ကတော့ရာသီဥတုတာရတော့ဒီတီလင်းလေးနဲ့တွေ့ခဲ့ရတယ်အရန်မှလှတယ်ပေါ့နော်ဒီတောင်ထိပ်ကနေပြီးတော့ဒီတောင်တစ်ခုလုံးရဲ့ view လည်းမြင်ရအောင်သူတို့စီမှာရှိတဲ့ drone နဲ့ဒီလိုမျိုးပတ်စံပေးပြီးတော့ရိုက်ခဲ့ရပေါ့နော်ကိုရီးယားကတော့ဒီတောင်ပံဖြတ်ပြီးလဲပြန်ပြီးတော့ကြည့်လို့မရအောင်နေဘူးဆိုတော့ drone နဲ့ပဲဒီရိုက်ခဲ့တယ်ပေါ့နော်သူဒီတထောင်လုံးရဲ့ဒီ view ပေါ့နော်ဘလောက်လှလဲဆိုတော့ဒီ drone နဲ့သူတို့ရိုက်ခန်းလိုက်တယ်ပေါ့နော်အရင်ကတော့ဒီတောင်ကိုဒီ Southern Sky Column ဆိုပြီးတော့ခေါ်တယ်ဒါပေမဲ့2010မှာဒီ Avatar ရုပ်ရှင်ကအရင်အပေါက်သွားပြီးအောင်မြင်သွားတဲ့အချိန်မှာတော့သူတို့ကဒီတောင်ကို Avatar Hallelujah Mountain ဆိုပြီးတော့သူတို့နာမည်ပြောင်းလိုက်တာပေါ့နော်အခုခေါ်ဆိုရင်တော့ Avatar Mountain ဖြစ်သွားတာပေါ့သူတို့ဒီတောင်ကလေအမြင့်ပေ1080မီတာကျော်ရှိရဆိုပြီးတော့ပြောတယ်သူကတဘာဝအတိုင်းဖြစ်နေတာသူတို့ဒီမိုးရွာပြီးတော့လေတိုက်စားပြီးတော့ဒီကြောက်သားတွေတဖြည်းဖြည်းနဲ့ပုံသဏ္ဍာန်လေးပြောင်းပြီးတော့အခုလိုမျိုးထူးခြားတဲ့ပုံလေးဖြစ်လာတယ်ဆိုပြီးတော့နာမည်ကြီးတယ်သူ CDI effect တောင်မှပို့ပြီးတော့လှတယ်ဆိုပြီးတော့သူတို့တင်စားပြီးတော့ခေါ်ပြောဆိုကြတယ်ပေါ့နော်ဒီတောင်ကတော့လေဓာတ်ပုံထဲမှာမြင်ရတဲ့ဆိုရင်တော့အပြင်မှာပိုကြည့်ရတော့လေပို့ပြီးတော့လှတယ်အပြင်မှာတော့ပို့ပြီးတော့မိုက်တယ်တောင်ကတော့ဒီတောင်နေထဲမှာဒီတောင်ကြားထဲမှာမြူလေးတွေဒီလေတိုက်တန်လေးတွေတစ်ပင်ရဲ့ဒီအစိမ်းရောင်လေးတွေကလေလုံးဝလေးစိတ်ကိုအေးချမ်းစေတယ်ဒီတောင်ပေါ်ကနေပြီးတော့တောင်အောင်ကြည့်ရတဲ့ feeling ကလည်းရမ်းမိုက်တယ်ပေါ့နော်ဒါကတော့ဒီတောင်ပေါ်ကနေပြီးတော့တောင်အောက်ကိုဒီ cable car နဲ့ပြန်ဆင်းနေတဲ့အချိန်ဖြစ်သွားပြီပေါ့နော်တောင်အောက်ကတော့အချိန်တစ်နေ့လုံးပေးရတယ်ပေါ့နော်ညီမတို့ဆိုလို့ရှိရင် lunch ကိုဒီ dinner ကိုတောင်ပေါ်မှာပဲစားလိုက်တယ်ဒါတော့ group photo နဲ့အမှတ်တရပေါ့ဒါကတော့ hotel ပြန်ရောက်ပြီးတော့ hotel မှာခဏနားနေရင်အမှတ်တရပေါ့ okay day 4လေးကတော့ဒါပါပဲ see you in my next video bye bye အားလုံးပဲတတ်တာပါနောက်မှပြန်တွေ့ကြပါမယ်ရှင်